နာလိုက်တာအရန်နာတာပဲဒါဘယ်နေရလဲဘသူလဲနေပါဦးငါဘာလို့ဘာတစ်ခုမှမမှတ်မိတော့တာလဲနိုးလာပြီလားမင်းဘသူလဲနိုးပြီပေါ့ရှင်ကားအက်ဆီဒင့်ဖြစ်ပြီးခေါင်းကိုထိခိုက်သွားတာခွဲစိတ်မှုကတော့အောင်မြင်ပါတယ်ဒါပေမဲ့ပြဿနာတစ်ခုကရှင်အတိတ်မေးတဲ့လက္ခဏာဖြစ်နေတယ်အတိတ်မေးတာဟုတ်လားဟုတ်တယ်ကားတိုက်မှုကြောင့်ဖြစ်တဲ့နောက်ကျောင်းပြန်အတိတ်မေးတာပါနမီမိဘတွေဘာတစ်ခုမှမရှိဘူးအရာအလုံးဟာလာဟင်းလင်းမဲ့ဒါပေမဲ့သူကတော့ဒီမှရှိနေတယ်ကျွန်တော်နိုးလာကြတဲ့ကသူဒီမှတစ်ချိန်လုံးစောင့်နေပေးခဲ့တာဆွေမျိုးတော့မဟုတ်ဘူးအရန်ငယ်လုံးနဲ့ညီမလည်းမဟုတ်ဘူးမတူဘူးဒါဆိုရင်ကျန်တာကဇနီးရဲ့ဖြစ်ရမယ်ငါကောင်းရမ်းကြိုက်နေလို့ရေတစ်ခွက်လောက်ယူပေးလို့ရမလားရှင်ကျမကိုဘာလို့ခေါ်လိုက်တာလဲမိန်းမလိမ္မာတယ်နောက်တစ်ခေါက်ထပ်ခေါ်ကြည့်ဦးမိန်းမအိမ်အောင်စုစရင်ကိုဒီကိုအခုချက်ချင်းယူလာခဲ့မိန်းမငါဘာဖြစ်သွားတာလဲငါတို့လက်ထပ်ထားတာဘယ်လောက်ကြာပြီလဲမင်းနာမည်ဘယ်သူလဲရှင်ကားတိုက်ခံရတာရှင်နာမည်ကရှန်တူကျမနာမည်ကကုနတ်ထန်ကျမတို့ကလင်မယားတွေလက်ထပ်ထားတာနှစ်ရှိပြီရှင်အတိတ်မေ့သွားလို့ကျမကိုမမှတ်မိတာတဘာဝပါပဲဒါဆိုအရင်ကငါမင်းအပေါ်ကောင်းကောင်းဆက်ဆံခဲ့ရဲ့လားအရင်ကရှင်ကျမကိုတိတ်ကယူးမဆိုင်ဘူးကျမကပဲရှင်နောက်ကိုတကောက်ကောက်လိုက်ခဲ့ရတာရှင်ကျမကိုလက်ထပ်ဖို့သဘောတူတုန်းကကျမပျော်လွန်းလို့3 ရက်လောက်အိတ်တောင်မပြောခဲ့ဘူးတောင်းပန်ပါတယ်ဒါပေမဲ့နောင်ကြရင်မင်းအပေါ်တေချာပေါက်ကောင်းကောင်းဆက်ဆံပါမယ်ကောင်းပြီလေဒါရှင့်စကားနော်ရုံးဝန်ထမ်းတွေကဘာလို့စေးရုံခန်းတဲ့အထိရောက်လာတာလဲမစ္စတာရှန်ကျေးဇူးပြုပြီးဒီမှာလက်မှတ်ထိုးပြီးလက်ပွေနှိပ်ပေးပါမိန်းမငါတို့လက်ထပ်ထားတာ2 နှစ်ရှိပြီဆိုဘာလို့အခုမှလက်မှတ်ထိုးရတာလဲအရင်ကမင်္ဂလာပွဲပဲကျင်းပခဲ့ပြီးလက်မှတ်မထိုးရသေးလို့လေဒီတစ်ခေါက်အဆင်ပြေတော့ထိုးလိုက်တာတခုခုထူးဆန်းနေတယ်လို့ခံစားရပေမဲ့ဘာမှတိတိကျကျမပြောတတ်ဘူးယောက်ျားပြောလားပြောပါတယ်ဒါရုပ်တံဇလံတွေရိုက်နေတာများလားရောက်ပါပြီမင်္ဂလာပါသခင်လေးဒါလူတွေအများကြီးပါလားမကြောက်ပါနဲ့အိမ်တော်ထိန်းနဲ့အိမ်ဖော်တွေပါမိမငါတို့ကအရန်ချမ်းသာတာလားအတင်းပါပဲတုံးလို့တော့လောက်ပါတယ်ရေတောက်လိုက်ဦးဒီညတော့စောနားလိုက်ရှင့်ခန္ဓာကိုယ်ကအပြေးဝမတက်တာသေးဘူးမင်းပဲသွားမလို့လဲကန်းဘက်သွားမလို့လေနားတော့မယ်မဟုတ်ဘူးလားဒါကျမတို့2 ယောက်ရဲ့အခန်းလေလင်မယားတွေပဲအတူတူအိပ်ရမှာပေါ့ကောင်းပါပြီစိတ်အေးထားသူကမင်းမိမပဲလက်ထပ်ထားတာ2 နှစ်ရှိပြီဘာတွေစိတ်လှုပ်ရှားနေတာလဲဒါပေမဲ့ပြဿနာကငါဘာမှမမှတ်မိတာပဲရေသွားမချိုးသေးဘူးလားသွားပါပြီအရန်စိတ်မလှုပ်ရှားပါနဲ့အရင်ကရှင်ကျမကိုဖတ်ပြီးအိတ်နေကြပါတကယ်လားမယုံရင်စမ်းကြည့်လေမိမငါဘာမှမမှတ်မိတော့တာကိုမင်းငါ့ကိုအပြစ်မတင်ဘူးလားအပြစ်မတင်ပါဘူးရှင်အသက်ရှင်နေရင်ပဲကျေနပ်ပါပြီငါနောင်ကြရင်မင်းအပေါ်တေချာပေါက်ကောင်းကောင်းဆက်ဆံပါမယ်အဲ့ဒီအိမ်မက်အဲ့ဒီကောင်မလေးကဘသူလဲဘာတွေဖြစ်နေတာလဲမင်္ဂလာနနက်ခင်းမှာယောက်ျားမင်္ဂလာနနက်ခင်းမှာလှလိုက်တာအရန်လှတာပဲငါကောင်းထိခိုက်မိပြီးယူသွားတာလားသူ့ကိုမြင်တာနဲ့စကားတွေထစ်ကုန်တယ်ဒါပေမဲ့အရင်ကငါလည်းဒီလိုပဲဖြစ်နိုင်ပါတယ်မဟုတ်ရင်သူ့ကိုဘလို့လှုပ်လက်ထပ်ခဲ့ပါမလဲတခင်လေးမနက်ခင်းအတွက်ပြုတ်ထားတဲ့စွပ်ပြုတ်လေးပူတုံးတောက်လိုက်ပါဦးဦးလေးကျိုးဒီအိမ်ဖော်ကိုဒီနေ့အတွင်းအလုပ်ဖြုတ်လိုက်ပါဟုတ်ကဲ့ပါမလေးကူမိမသူဘာမှမလုပ်ပါဘူးစွပ်ပြုတ်လာပို့ပေးတာလေးတင်ကိုသူရှင့်ကိုကြည့်တဲ့အကြည့်ကမမှန်ဘူးဘာသူရှင့်ကို3 စက္ကန့်လောက်ပိုကြည့်သွားတယ်3 စက္ကန့်ယောက်ျားရှင်နားမလဲပါဘူးအပြင်မှာလူဆိုးတွေအများကြီးရှိတယ်ကျမရှင်ကိုကာကွယ်ပေးရမယ်လူတစ်ယောက်ကို3 စက္ကန့်ပိုကြည့်မိုံနဲ့အလုတ်ဖြုတ်ပစ်တယ်ဆိုတာပုံမှန်ဟုတ်ရဲ့လားဦးလေးကျိုးတစ်ခုလောက်မေးပါရစေဟုတ်ကဲ့မေးပါသခင်လေးကျွန်တော်မိမကအရင်ကတည်းကဒီလိုပဲတခြားသူတွေကိုအယမ်းတန်တရားဝင်ပြီးတတိထားတတ်တာလားမလေးကူကငငယ်ကတည်းကဒီလိုပါပဲသူ့ပစ္စည်းကိုတခြားသူလာထိတာလုံးဝခွင့်မပြုဘူးလူလည်းအတူတူပါပဲဒါဆိုအရင်ကကျွန်တော်ဒီကိုတငယ်ချင်းတွေခေါ်လာဘူးလားတခင်လေးအရင်ကဒီကိုဘသူ့ကိုမှမခေါ်လာဘူးပါဘူးဘာလို့လဲဆိုတော့တခင်လေးကအရင်ကဒီမှာမနေခဲ့လို့ပါဒီမှာမနေဘူးဟုတ်လားဒါဆိုကျွန်တော်ဘယ်မှာနေခဲ့တာလဲကျွန်တော်နဲ့သူကလင်မယားတွေမဟုတ်ဘူးလားလင်မယားတွေကအတူတူမနေကြဘူးလားတခင်လေးဒီကိစ္စတွေကိုမလေးကူကိုယ်တိုင်တခင်လေးကိုနောက်မှပြောပြပါလိမ့်မယ်ကျွန်တော်ဝင်ပြောဖို့မသင့်တော်ပါဘူးတခုခုတော့လွဲနေပြီလွဲနေတဲ့နေရာတွေအရန်များလုံးနေပြီ
တခင်လေးမမလေးကူကတခင်လေးကိုတယောက်တည်းအပြင်မထွက်ဖို့မှာထားပါတယ်ကျွန်တော်တကားဝနာမှာခဏလေးပဲရက်မှာပါအဝေးကြီးမသွားပါဘူးတောင်းပန်ပါတယ်တခင်လေးမမလေးကူကလုံးဝမရဘူးလို့မှာထားပါတယ်မိမငါအပြင်ထွက်ပြီးလမ်းလျှောက်ချင်လို့မရပါဘူးရက်ွက်ထဲမှာပဲလျှောက်ပါရက်ွက်ရလို့မရှိဘူးလေတောင်တစ်ခုလုံးကကုမိသားစုပိုင်တာပဲကိုဒါပေမဲ့လည်းရှင်တယောက်တည်းအပြင်ထွက်ခွင့်မရှိပါဘူးငါရေတန့်တပူသွားဝယ်ရုံပါပဲငွေရချီပေးရတဲ့ရေတန့်တပူငါမှအတိတ်မတ်တရမရှိဘူးအတိတ်ဆိုတာမရှိဘူးသူစာရွက်ပေါ်မှာဘာရေးပြရင်အဲ့ဒါကိုပဲငါမြင်တွေ့ရတယ်ဒီခံစားချက်ကတကယ်ကိုမကောင်းဘူးကိတ်မုံယူလာပေးတယ်ရှင်အရင်ကအကြိုက်ဆုံးဒီဆိုင်ရဲ့တီယာမီစုလေငါအရင်ကကြိုက်ခဲ့တာလားအရင်ကတပတ်ကိုတစ်ခါစားနေကြလေနောက်တော့အဲ့ဒီဆိုင်ကပိတ်ပြီးပြောင်းသွားလို့ဒီတစ်ခါကျမအဲ့ဒီစဖိုမူကိုပြန်ခေါ်ပြီးဆိုင်အစ်စ်ပြန်ဖွင့်ပေးလိုက်တယ်ကိတ်မုံတတုံးအတွက်နဲ့ဆိုင်အစ်စ်ပြန်ဖွင့်ပေးတယ်လေလားအင်းစားလို့ကောင်းတယ်အရန်ကောင်းတယ်မင်းအရသာမစိုးဘူးပဲဒီမိမတော့တကယ်ကိုဒုက္ခပြီးတော့မှာပဲမိမငါအရင်ကမင်းကိုတကယ်ပဲသဘောကျခဲ့တာလားဘာလို့အဲ့လိုမေးတာလဲငါတခန်းလုံးကိုရှာကြည့်ပြီးငါတို့နှစ်ယောက်ဓာတ်ပုံတစ်ပုံတောင်ရှာမတွေ့ဘူးမင်္ဂလာဆောင်ဓာတ်ပုံလည်းမရှိဘူးမင်းကငါအပတ်တိုင်းတီယာမီစုစားတယ်လို့ပြောပေမဲ့မင်းဖုန်းထဲမှာငါတို့အတူတူသွားစားခဲ့တဲ့မှတ်တမ်းလည်းမရှိဘူးမင်းကငါ့ကိုမင်းယောက်ျားလို့ပြောပေမဲ့ငါ့ကိုငါသူစိမ်းတစ်ယောက်လိုပဲခံစားနေရတယ်ရှန်တုရှင်ပါကိုတန်တရားဝင်နေတာလေငါတန်တရားဝင်တာမဟုတ်ဒီကိုရှင်အရင်ကတိတ်မလာတာအမှန်ပဲရှင်ကအလုံများတဲ့နေတာလဲအဝေးကြီးမှာမင်္ဂလာတပ်ပုံကိုလည်းရှင်ကအာမရိုက်မယ်လို့အမြဲပြောခဲ့တာတီယာမီစုကိုလည်းကျမကအမြဲတမ်းဝယ်ပြီးရှင်စီတောပို့ပေးခဲ့တာရှင်အချိန်ပိုအလုပ်ဆင်းတဲ့အခါတိုင်းကျမရှင်ကုမ္ပဏီအောက်မှာစောင့်ပြီးရှင်ဆင်းယူတာကိုစောင့်ခဲ့ရတာမနေ့ညကသူအိတ်ကြဆိုလို့မပြောခဲ့ဘူးလားဒါနဲ့ပဲအိတ်သွားတာပဲနိုးပြီလားမင်းဘာလို့ဒီလောက်စောစောထားတာလဲကုမ္ပဏီမှာမနက်ပိုင်းအစည်းအဝေးရှိလို့နေ့လည်ကြရင်ရှင့်ကိုထမင်းပြန်ကျွေးမယ်မလိုပါဘူးမင်းအလုပ်ရှုပ်နေတာပဲငါဘာသာငါစားလိုက်ပါမယ်ကျမပြန်လာမယ်လို့ပြောပြီးစောင့်နေကုမ္ပဏီမှာကြတော့အေးဆက်ဆက်အထက်တန်းစားသူထေးမှငါရှိကြတော့အာနာရှင်ဆန်လိုက်တာဘယ်ဘက်ချမ်းကသူ့ရဲ့တကယ်အစ်စ်အမှန်လဲဒီအပြုံးကပျော်ရွှင်တဲ့အပြုံးနဲ့မတူဘူးအကြံစီအောင်မြင်သွားတဲ့ပုံစံမျိုးရှောင်းဝမ်းမင်းကိုအလုပ်ဖြုတ်လိုက်ပြီမဟုတ်ဘူးလားမမလေးကူကကျမကိုဆက်နေခွင့်ပြုပါတယ်ဒါပေမဲ့တခင်လေးနာမကပ်ဖို့စကားမပြောဖို့နဲ့တစ်ချက်ထပ်ပို့ပြီးမကြည့်ဖို့စီကံထုတ်ထားပါတယ်ဦးလေးကျိုးကျွန်တော်မိမကအရင်ကတည်းကဒီလိုပဲလားမမလေးကူကငငယ်ကတည်းကဒီလိုပါပဲတခင်ကြီးကသူ့ပစ္စည်းမှန်သမျှကိုမြဲမြဲစုပ်ကင်ထားရမယ်ဘသူကမှအခွင့်အရေးမပေးရဘူးလို့တင်ပေးခဲ့တာပါဒါပေမဲ့သူစုပ်ကင်ထားတာကလူလေးပစ္စည်းမှမဟုတ်တာမမလေးကူရဲ့အမြင်မှာတော့ဘာမှမကွာခြားပါဘူး2016ခုနှစ်စက်တင်ဘာ1ရက်အထက်တန်းကျောင်းစာကြည့်တိုက်မှာသူကျမအတွက်ဒီစာအုပ်ကိုကောက်ပေးခဲ့တယ်။အဲ့ဒီနေ့ကစပြီးကျမသူ့ကိုလက်ထပ်မယ်လို့ဆုံးဖြတ်ခဲ့တာ။2018ခုနှစ်မေလ20ရက်သူရွှေချင်းနဲ့တွဲသွားတယ်။ကျမအဆောင်မှာတညလုံးငိုခဲ့ရတယ်။ရွှေချင်းငါရဲ့အရင်ရေးစားဟောင်းပေါ်ကုနန်းကငါ့ကိုရှစ်နှလုံးလုံးတစ်ဖက်သက်ချစ်ခဲ့တာလား။2019ခုနှစ်ဩဂုတ်လကျောင်းပြီးတော့သူပေချင်းကိုသွားခဲ့တယ်။ကျမလည်းသူ့နောက်ကိုလိုက်သွားခဲ့တယ်။အထက်တန်းကျောင်းကနေအခုထိ9နှစ်10နှစ်လောက်သူတစ်ဖက်သက်ချစ်ခဲ့တဲ့လူကငါတဲ့လားသူကငါတို့လက်ထပ်ထားတာ2နှစ်ရှိပြီလို့ပြောခဲ့ပေမဲ့ဒီမှတ်တမ်းတွေအရတော့သူကပဲတစ်ဖက်သက်ဖြစ်နေခဲ့တာတခင်လေးမမလေးကူပြန်ရောက်ပါပြီရှင့်အတွက်အဝတ်စားတွေယူလာတယ်ရှင့်ဆိုင်တိုင်းတီးတန့်ချုပ်ခိုင်းထားတာကျမရဲ့အမြင်ကတကယ်ကိုကောင်းတာပဲမင်းအမြင်ကောင်းတာလားငါရုပ်ရည်ကမိုက်နေတာလားနှစ်ခုစလုံးကောင်းတာအာဒါကကျမရဲ့အမှတ်အသားပဲမင်းမှလက်မပါဘူးလားပါတာပေါ့ဒါပေမဲ့ရှင့်လက်ကပိုမွေးလို့မင်းကကလေးလားပုံမှန်လင်မယားတွေကဒီလိုပဲမဟုတ်ဘူးလားမမလေးကူဧည့်သည်တယောက်ရောက်နေပါတယ်မစ္ဆရွှေချင်ပါဧခန်းထဲမှာစောင့်ခိုင်းလိုက်ရှင်ကအပေါ်ထပ်မှာပဲနေအောက်ကိုမစင်းလာနဲ့ဘာလို့လဲအကြောင်းပြချက်မရှိဘူးကုနန့်ထန်နင်လက်ထပ်လိုက်ပြီလို့ကြားတယ်သူတို့သားကဘသူလဲငါတီးတဲ့သူလားနင်နဲ့ဘာမှမဆိုင်ဘူးဘလို့လုံးမဆိုင်ရမှာလဲသူတို့သားနဲ့ငါပတ်သက်မှုကနင့်ထက်တောင်ပိုနှက်ဆိုင်ပါသေးတယ်ဒါရီနင်ဘဲကရတာလဲတင်ထားတာပေါ့ဘာပဲဖြစ်ဖြစ်ငါရီစားဟောင်းမဲဟာအမှတ်တရလေးတွေတင်ထားတာပုံမှန်ပါပဲနင်အခုချက်ချင်းထွက်သွားရင်ငါအေးမယူဘူးဒီနေ့ကိစ္စကိုဘာမှမဖြစ်ခဲ့တယ်လို့သဘောထားပေးမယ်နင်ကငါ့ကိုဘလို့အေးယူမှာလဲအတိတ်မိနေတဲ့လူတယောက်ကိုလိမ်ပြီးလက်ထပ်လိုက်တာဒီကိစ္စပေါက်ကြားသွားရင်ဘသူပိုအဆက်ကွဲမလဲ
ငါနဲ့ရှန်တူကတရားဝင်လင်မယားတွေပါလို့နင်ပြောရဲလားတရားဝင်နဲ့ဟုတ်လားသူဘာမှမမှတ်မိတဲ့အချိန်မှာနင်လိမ်ပြီးလက်မှတ်ထိုးခိုင်းခဲ့တာလေနင်သူ့ကိုအမှန်တိုင်းပြောရဲလားနင်သူ့ကိုရှစ်နှလုံးလုံးတစ်ဖက်သက်ချစ်ခဲ့ရတယ်ဆိုတာပြောရဲလားသူနင့်ကိုတခါမှမျက်နှာသာမပေးခဲ့ဘူးဆိုတာသူနင့်ကိုလုံးဝမချစ်ခဲ့ဘူးဆိုတာနင်ရုပ်ချောလို့သာနင့်ကိုစကားနှစ်ခွန်းလောက်ပို့ပြောခဲ့တာဆိုတာနင်ပြောရဲလားနင်ကအရန်ကြောက်ဖို့ကောင်းတယ်လို့သူငါ့ကိုကိုယ်တိုင်ပြောခဲ့ဘူးတယ်သူဘာမှပြန်မချေပဘူးဘာလို့လဲဆိုတော့အားလုံးကအမှန်တွေဖြစ်နေလို့ပဲနင်တေချာစဉ်းစားထားဖို့သူတနေ့ကျရင်အကုန်လုံးပြန်မှတ်မိလာမှာပဲအဲ့ဒီအချိန်ကျရင်နင်သူ့ကိုဘာနဲ့ဆွဲထားမှာလဲရှင်ကြားသွားတာလားရှန်တုငါသူပြောတာတွေအားလုံးအမှန်တွေလားမင်းငါ့ကိုရှစ်နှလုံးလုံးတစ်ဖက်သက်ချစ်ခဲ့ပြီးငါကမင်းကိုတခါမှသဘောမကျခဲ့ဘူးဆိုတာမင်းငါ့ကိုအတိတ်မိနေတော့လိမ်ပြီးလက်ထပ်ခဲ့တာဆိုတာတိတ်ဆိတ်နေတာကဝန်ခံလိုက်တာပဲအားလုံးကအမှန်တွေပဲဒီအရာတွေအားလုံးကအတုအယောင်တွေလားဒါမှမဟုတ်အားလုံးကအမှန်တရားတွေဖြစ်နေလို့ပိုးပြီးတနာဖို့ကောင်းနေတာလားရှင်ထွက်သွားခြင်းလားကျမရှင်ကိုတားမှာမဟုတ်ပါဘူးရှင်သွားခြင်းရင်အခုချက်ချင်းသွားလို့ရပါတယ်အယူမလေးဘသူကသွားမယ်ပြောလို့လဲဒါပေမဲ့ကျမရှင်ကိုလိန်ခဲ့တာလေမင်းကငါ့ကိုသဘောကျလွန်းလို့လိန်ခဲ့တာပဲငါ့ကိုဒုက္ခပေးခြင်းလို့မှမဟုတ်တာငါဒေါသထွက်တာကမင်းဒီအရာအလုံးကိုရှစ်နှလုံးလုံးတယောက်တည်းခံစားခဲ့ရပြီးငါအတိတ်မိနေတဲ့အချိန်မှတောင်ပျော်ရွှင်ဟန်ဆောင်နေခဲ့ရလို့ပဲကျမကြောက်တာကရှင်အမှန်အတိုင်းသိသွားရင်ကျမကိုမလို့ချင်တော့မှာကိုကျမကိုယောဂသည်လို့ထင်သွားမှာကိုကြောက်လို့ပါမင်းကယောဂတဲ့ပဲယောဂကအတော်လေးတောင်တဲနေတာဒါပေမဲ့ငါလည်းပုံမှန်မဟုတ်တော့ဘူးထင်တယ်မင်းငိုနေတာကိုကြည့်ပြီးငါရင်တွေအယမ်းနာနေရတယ်ဒါကြောင့်မင်းငါကိုယူအောင်မလားယူမယ်ယူမှာပေါ့မင်းကငါမိမပဲအရင်ကဟုတ်ခဲ့သည်ဖြစ်စေမဟုတ်ခဲ့သည်ဖြစ်စေအခုတော့မင်းကငါမိမပဲရှန်တုဒါအထက်တန်းကျောင်းကအတန်းအကွက်စရင်ပဲသူ့နာမည်ကိုပထမဆုံးသိခဲ့ရတာနာမည်လေးကနားထောင်လို့အရန်ကောင်းတယ်တငယ်ချင်းဘောပင်လေးခဏနားပါလားအရန်ဟန်ဆောင်လွန်းရရောက်နေမလားထားလိုက်ပါတော့မနှက်ဖြန်ပါပဲ2016ခုနှစ်စက်တင်ဘာ1ရက်တာယာသောနေ့မင်းသားလေးစာအုပ်ကျမလည်းငယ်ငယ်ကဖတ်ဖူးတဲ့ကျေးဇူးတင်ပါတယ်တောင်မပြောလိုက်ရဘူးရင်တွေအရန်ခုန်နေခဲ့တာ2016ခုနှစ်အောက်တိုဘာ18ရက်စုံစမ်းကြည့်တော့သူ့နာမည်ကရှန်တူးတဲ့အတန်း3ကမိန်းကလေးတွေအများကြီးသူ့ကိုကြိုက်ကြတယ်လို့ကြားတယ်ကျမလည်းအပါဝင်ပေါ့2018ခုနှစ်မတ်လ12ရက်အားကစားပွဲကျေးဇူးပဲတဲ့ပန်းဝင်တဲ့နေရာမှာသူကျမရဲ့ရေဘူးကိုတောက်ပြီးကျေးဇူးတင်တယ်လို့ပြောခဲ့တယ်ကျမတစ်နေ့လုံးပျော်နေခဲ့တာ2024ခုနှစ်ကြည့်ပါဦးဒါကျမရဲ့ယောက်ျားလေး8နှစ်လူတစ်ယောက်ရဲ့ဘဝမှာ8နှစ်ဆိုတာဘယ်နှကြိမ်ရှိမှမို့လို့လဲသူကသူ့ရဲ့တည်ရှိမှုကိုတောင်လုံးဝမသိတဲ့လူတစ်ယောက်ကို8နှလုံးလုံးချစ်ပေးခဲ့တာဘာဖြစ်လို့လဲဒီကိုလာပါဦးဒီအမာရွတ်ကကားတိုက်ခံရတော့ကမင်းငါကိုတွန်းထုတ်ရင်းရခဲ့တာမဟုတ်လားရှင့်ကိုဘသူပြောတာလဲဘသူပြောတာကအရေးမကြီးပါဘူးဦးလေးကျိုးပါဇက်ဖွာလိုက်တာလားကျမနောက်မှသူ့ကိုပြောလိုက်မယ်ကုညံ့နာလားမနာပါဘူးမနာတော့တာကြာပါပြီငါမေးတာကငါ့ကိုတွန်းထုတ်လိုက်တဲ့အဲ့ဒီအချိန်တုန်းကနာလားလို့နည်းနည်းတော့နာတာပေါ့ဘာလို့လဲမင်းဘာလို့ငါ့ကိုတွန်းထုတ်ခဲ့တာလဲမင်းဘာလို့ဒီလောက်တောင်ယူမရတာလဲရှန်တုရှင်ဒီနေ့ကျမပစ္စည်းတွေကိုရှောက်ရှာကြည့်တယ်မဟုတ်လားမင်းဘလို့သိတာလဲစာအုပ်တအုပ်ကမူလနေရာမှာပြန်မရှိနေလို့လေရှင်တိုင်းယာဤကိုဖတ်ပြီးပြီပေါ့ရှင်ကျမကိုကြောက်ဖို့ကောင်းတယ်လို့မထင်ဘူးလားရှင်နောက်ကို8နှလုံးလုံး6မြောက်လိုက်နေခဲ့တဲ့သူရှင်လွင့်ပစ်လိုက်တဲ့ပစ္စည်းတွေကိုတင်ထားတဲ့သူရှင်တပ်ပုံတွေကိုခိုးရိုက်ထားတဲ့သူရှင်အတိတ်မေ့သွားတာနဲ့ချက်ချင်းလက်ထပ်ယူလိုက်တဲ့သူပုံမှန်လူဆိုရင်ကြောက်ဖို့ကောင်းတယ်လို့ပဲထင်ကြမှာပဲမဟုတ်လားမင်းကလူတစ်ယောက်ကိုသဘောကျနေပြီးဘလို့နီးစပ်အောင်လုပ်ရမှန်းမသိလို့အဝေးကနေပဲကြည်နေခဲ့ရတာပါပဲမင်းသိသိထားတာတွေကအမိုက်မဟုတ်ဘူးမင်းနဲ့ငါကြားကအမတ်တရားတွေပါငါ့ကိုလွမ်းတဲ့အခါကြည့်လို့ရအောင်ခိုးရိုက်ထားတယ်ငါမညံ့ပျောက်ဆုံးနေတော့နောက်ဆုံးခွင့်ရေးလက်လွတ်မသွားစေချင်လို့လက်ထပ်ခဲ့တယ်မင်းကငါ့ကိုအယမ်းချစ်လွန်းလို့ပါဒါကစိတ်မမှန်တာမဟုတ်ဘူးဒါမင်းရဲ့ချစ်နီးတစ်မျိုးပဲနည်းနည်းစိတ်ယောဂဆန်ပေးမဲ့ငါမုန်းမသွားပါဘူးမင်းတကယ်မမုန်းဘူးလားတကယ်ပေါ့နောက်ပိုင်းမင်းမညံတွေပြန်ရလာပြီးမင်းရင်ကငါ့ကိုဘလောက်မုန်းခဲ့လဲဆိုတာတတိယသွားရင်တော့မလားအရင်ကပေါ့အရင်အကြောင်းတွေငါမမှတ်မိတော့ဘူးငါသိတာကအခုလက်ရှိမင်းကငါအတွက်နေတိုင်းအစားကောင်းတွေယူလာပေးတယ်အဲ့ရင်ငါ့ကိုဖတ်ထားခြင်းနဲ့ကုမ္ပဏီအလုပ်တွေဘလောက်ပဲရှုပ်နေပါစေငါနဲ့အတူထမင်းစားဖို့ပြန်လာတဲ့ဒါတွေနဲ့တင်လုံလောက်ပါပြီ
ရှန်တုအင်းငါအနားမှာကြံရစ်ပေးလို့ကျေးဇူးတင်ပါတယ်နောင်လာမယ့်အချိန်တွေအများကြီးကြံသေးတယ်မင်းစိတ်အေးလက်အေးနားနေလို့ရပါပြီရှန်တုမင်းဘလို့ဝင်လာတာလဲဂိတ်ဆောင်ကဝင်ခွင့်မပေးလို့တတိုင်းကြော်ပြီးဝင်လာတာပြီးခဲ့တဲ့တစ်ခေါက်ငါနဲ့ကုနန့်ထံပြောတဲ့စကားတွေမင်းကြားခဲ့တယ်မလားမင်းတို့နှစ်ယောက်ကလင်မယားအစ်စ်မဟုတ်ဘူးသူမင်းကိုလိန်ထားတာငါသိတယ်ဒါဆိုမင်းဘာလို့ဒီမှာဆက်နေသေးတာလဲရှန်တုအရင်ကမင်းမုံဆုံးလူစားမျိုးကဒီလိုလူမျိုးပဲသူကအယမ်းမှောင်မိုက်လွန်းလို့သူ့နဲ့ဘာပတ်သက်မှုမှမရှိချင်ဘူးလို့မင်းကိုယ်တိုင်ပြောခဲ့တာလေငါမမှတ်မိဘူးဟုတ်လားဒါပေမဲ့အဲ့ဒီစကားတွေကမင်းကိုယ်တိုင်ပြောခဲ့တာဒီမှာကြည်ဓာတွေကငါတို့အရင်ကအတူရိုက်ထားတဲ့ဓာတ်ပုံတွေကြည်စမ်းပါမင်းအရင်ကချစ်ခဲ့တာငါကိုလေမင်းပဲငါနောက်ကို3 လလောက်လိုက်ခဲ့တာရှန်တုမင်းအရင်ကငါကိုအယမ်းချစ်ခဲ့တာပါဒါဆိုနောက်ပိုင်းငါတို့ဘာကြောင့်လမ်းခွဲခဲ့ကြတာလဲနားလည်မှုလွဲမှားမှုလေးတွေကြောင့်ပါဘာနားလည်မှုလွဲတာလဲအဲ့ဒါအရေးမကြီးပါဘူးအရေးကြီးတာကမင်းအခုအမှန်တရားကိုသိသွားပြီလေမင်းဒီလိန်ညာတဲ့ကောင်နာမှာဆက်နေချင်သေးတာလားရွှေချင်းမင်းကမေကုန်းကိုမဖြေရသေးဘူးငါတို့ဘာကြောင့်လမ်းခွဲခဲ့တာလဲဘာလို့လဲဆိုတော့ तू ဖောက်ပြန်ခဲ့လို့ပေါ့ယောက်ျားကြီးဒီကိုလာရှန်တုသူ့စကားနားမထောင်နဲ့ तू မင်းကိုလိန်နေတာရှန်တုရွှေချင်းတပ်ပုံတွေအတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ငါတို့ကြားကကိစ္စတွေကိုအခုငါဘာတစ်ခုမှမမှတ်မိတော့ဘူးငါတို့လမ်းခွဲခဲ့တဲ့အကြောင်းရင်းမှန်ကိုမင်းပြောပြဖို့အဆင်သင့်ဖြစ်တဲ့အခါကျမှမင်းနဲ့ငါထပ်တွေ့ကြတာပေါ့ရှန်တုခုနကမင်းဘာလို့ငါ့ကိုရွေးခဲ့တာလဲရွှေချင်းကမင်းကိုဓာတ်ပုံတွေပြပြီးငါမင်းကိုလိန်ထားတာမင်းသိသွားပြီလေဘာလို့လဲဆိုတော့ तू လိန်ပြောနေလို့ပေါ့ तू ကအရေးမကြီးဘူးလို့ပြောတဲ့လမ်းခွဲရတဲ့အကြောင်းရင်းကတကယ်တော့အရေးကြီးဆုံးပဲ तू ဖွင့်မပြောဘူးဆိုကြတဲ့ကတိတ်ခါမရှိတဲ့ကိစ္စဖြစ်နေလို့ပဲပြီးတော့ तू မင်းကိုဆဲဆိုတိုက်ခိုက်နေတော့မင်းပြန်မငင်းခဲ့ဘူးအဲ့ဒါတွေကအမှန်တရားတွေဖြစ်နေလို့ပဲမင်းကအမှန်တိုင်းပြောပြီး तू ကလိန်နေတာငါမှညံပြောက်နေတာအယူဖြစ်သွားတာမဟုတ်ဘူးအမှားမှန်တော့ငါခွဲခြားတတ်ပါတယ်အရင်ကဆိုမင်းငါကိုဘယ်တော့မှမယုံဘူးရွှေချင်းထက်လာဦးမှာ तू ငါတို့ကြားတွေးခွဲပြီးမင်းကိုအတိတ်တွေတတိယလာအောင်လုပ်လိုက်မယ်ငါအတိတ်တွေကိုပြန်တတိယလာရင်တော့အဲ့ဒါကအရင်ကကိစ္စတွေပဲလေအခုငါမင်းကိုချစ်နေတယ်ဆိုရင်လုံလောက်ပါပြီမလုပ်ပါနဲ့သူ့ကိုခေါ်မသွားပါနဲ့ရွှေချင်းကုနန့်ထန်လို့တော့အိမ်မဆိုးမှတ်နေတာလားရှန်တုဟင်းမင်းသာရွှေချင်းစီပြန်သွားရဲ့ရင်ငါလေဘာလို့မလို့လဲဒီအကြည့်အတိုင်းဆိုငါသာထွက်သွားရဲ့ရင်သူငါကိုတော့ခတ်ချုံနှောင်ထားမှတေးချတယ်ငါထွက်မသွားပါဘူးအဲ့ဒါတွေမတွေးနဲ့တော့အိတ်တော့နော်သူတေလောက်အောင်ကြောက်နေတာငါမှတ်ညံတွေပြန်ရလာမှာကိုငါထွက်သွားမှာကိုရှစ်နှစ်တာစောင့်ဆိုင်းခဲ့တာတွေလားတာဖြစ်သွားမှာကိုကြောက်နေတာငါသူ့အနားမှာဆက်နေပေးပါမယ်ဒါပေမဲ့သူငါကိုနည်းနည်းလေးပဲယုံကြည်သေးတယ်ရှန်တုထွက်လာပြီးငါကိုကြည့်ပါဦးမင်းငါကိုမှတ်မိသေးလားငါတို့တက္ကသိုလ်တုန်းကအခန်းဖော်တွေလေးကွာတက္ကသိုလ်တုန်းကအခန်းဖော်ဆိုရင်ငါမသိသေးတဲ့အကြောင်းအရာတွေအများကြီးသူသိနိုင်တယ်နာကျင်ရမယ့်အမှန်တရားဖြစ်နေရင်တော့ငါအမှန်ကိုသိမှဖြစ်မယ်တခင်လေးတခင်ကြီးကဘသူ့ကိုမှတကားမဖွင့်ပေးဖို့မှာထားပါတယ်ခင်ဗျာဦးလေးကျိုးကျွန်တော်တကားကြားကနေပဲစကားနည်းနည်းပြောလိုက်ပါမယ်အပြင်မထွက်ပါဘူးရှန်တုမင်းတကယ်ပဲငါ့ကိုမမှတ်မိတော့ဘူးလားမမှတ်မိဘူးမင်းကကြောက်ယူလားငါကြောက်ယူလေကွာမင်းတတိယနှစ်တုန်းကမင်းရဲ့ခောက်ဆွဲပြုတ်တစ်ခွက်ကိုငါကိုးစားမိလို့မင်းငါကိုလှေကားပေါ်ကနေတွန်းချခဲ့တာလေငါမင်းကိုတွန်းချခဲ့တယ်တွန်းချတာပေါ်ပြီးတော့မင်းစိတ်မတန်လို့ငါကိုတပတ်တိတိထမင်းလိုက်ကြွေးပြီးတောင်းပန်ခဲ့တာလေညီကိုမင်းတကယ်ပဲဘာမှမမှတ်မိတော့ဘူးလားအင်းရှန်တုမင်းငါကိုခွင့်လွှတ်ဖို့ငါမတောင်းဆိုပါဘူးဒါပေမဲ့မင်းကိုအမှန်တရားတော့သိစေချင်တယ်ဘာအမှန်တရားလဲမင်းနဲ့ငါလမ်းခွဲခဲ့ရတာငါမင်းကိုမချစ်တော့လို့မဟုတ်ဘူးငါမင်းအပေါ်တစ္ဆာမဲ့တဲ့ကိစ္စတစ်ခုလုံးမိခဲ့လို့ပါငါတို့မလမ်းခွဲခင်ကတည်းကငါတခြားလူနဲ့ဖြစ်နေခဲ့တာအဲ့ဒီလူကဘသူလဲလင်းဟောက်ဟိုဘက်ကျောင်းကလေအဲ့ဒီတုန်းကမင်းဒါကိုတီးသွားပြီးအဆောင်ခန်းထဲမှာ3 ရက်တိတိအောင်းနေခဲ့တယ်ပြီးမှထွက်လာပြီးထားလိုက်တော့ခါဆိုတဲ့စကားတခွန်းပဲပြောခဲ့တယ်အဲ့ဒီနောက်ပိုင်းရွှေချင်းအကြောင်းလဲထပ်မပြောတော့သလိုအပြင်လဲမထွက်တော့ဘူးထားလိုက်တော့တဲ့အရင်ကငါဟာနာကျင်ရရင်တော့မအော်ဟစ်ပဲအရာအလုံးကိုအောက်ကြီးမျိုးတိတ်ပြီးဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေတတ်ခဲ့တာပေါ့ရွှေချင်းမင်းငါစီပြန်လာတာပြန်တွဲချင်လို့လားငါနဲ့မထိုက်တန်ဘူးဆိုတာသိပါတယ်ဒါပေမဲ့ငါစူးစမ်းကြည့်ချင်တယ်
ငါသဘောတူမယ်ထင်နေလားအရင်ကမင်းဆိုရင်သဘောတူကောင်းသဘောတူမှာပေါ့မင်းကစိတ်ရမ်းပြောတာကိုဒါပေမဲ့အခုမင်းကိုတော့ငါမခံမှန်းတတ်တော့ဘူးအခုငါလည်းသဘောတူမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ငါမှအိမ်အောင်ရှိနေပြီကူးညံ့ထန်လေသူမင်းကိုလိန်ခဲ့တာလေမင်းမှတ်ညံပြောင်းနေတာကိုအခွင့်ကောင်းယူခဲ့တာသူငါ့ကိုလိန်ခဲ့ပေမဲ့တစ္ဆာတော့မဖောက်ခဲ့ဘူးမင်းကတော့ငါ့ကိုတစ္ဆာဖောက်ခဲ့တယ်ရှန်တုမင်းပြောင်းလဲသွားပြီးနော်ပိုကောင်းလာတာလားပိုဆိုးသွားတာလားပိုကောင်းလာတာပေါ့အရင်ကမင်းကအရန်အတုံးမကြလုံးနဲ့အခုတော့ပိုပြီးတင်းမှပြတ်သားလာပြီထမင်းစားပြီးပြီလားစားပြီးပြီမင်းကိုအကြိမ်ကြိမ်ပြောဖူးတယ်နော်အရန်နောက်ကြမှအိမ်မပြန်နဲ့လို့ဘာဖြစ်လို့လဲရွှေချင်းထက်ရောက်လာတဲ့ကြောက်ယူကိုခေါ်လာပြီးငါတို့လမ်းခွဲခဲ့တဲ့အကြောင်းရင်းကိုပြောပြတယ်သူဖောက်ပြန်ခဲ့တာကိုငါသိသွားပြီမင်းသိသွားပြီလားသူဖောက်ပြန်ခဲ့တာသိသွားပြီဒါဆိုမင်းငါမင်းကိုပဲရွေးမှာပေါ့အဲ့ဒါထူးဆန်းလို့လားရှန်တုရွှေချင်းနောက်ဆိုမင်းစီလာရှာတော့မှာမဟုတ်ဘူးဘာလို့လဲမင်းမိမကတော်တော်ပြတ်သားတာပဲဘာအထိပ်ပဲလဲရွှေချင်းကိုနိုင်ငံခြားပို့လိုက်ပြီးဒီမနက်စောစောလေရင်နဲ့ပဲဘာမင်းမိမကရွှေချင်းအလုပ်လုပ်တဲ့ကုမ္ပဏီကိုသွားရှာပြီးနိုင်ငံခြားမှာဓာတ်ပုံရိုက်ကူးရေးအခွင့်အလမ်းတစ်ခုပေးလိုက်တယ်လစာ2ဆပေးတယ်စီကန်းချက်က3နှစ်အတွင်းပြည်တွင်းကိုပြန်မလာရဘူးတဲ့ရွှေချင်းကသဘောတူပြီးဒီမနက်ပဲထွက်သွားပြီးရှန်တုမင်းမိမလောက်တာတော်တော်ရက်ဆက်ပြတ်သားတယ်ရွှေချင်းဖောက်ပြန်တာမှားပေမဲ့လူတက်လူရက်တဲ့အပြစ်ကြီးမှမဟုတ်တာလူတယောက်ကိုနိုင်ငံခြားထိပို့ပြရတဲ့အထိဖြစ်တင်လို့လားညီအကိုရေကိုသာသတိထားနေတော့3နှစ်နိုင်ငံခြားပို့လိုက်တယ်သူလူကိုနှင်ထုတ်ပစ်လိုက်တာပဲဦးလေးကျိုးရွှေချင်းကိစ္စဦးလေးသိသလားသိပါတယ်ခမရသခင်ကြီးကသူ့ကိုနိုင်ငံခြားလွတ်လိုက်တာပါသခင်ကြီးကအခွင့်အရေးတစ်ခုပေးရုံပါပဲမရွှေချင်းကသူ့စိတ်နဲ့သူလက်ခံသွားတာပါဒါပေမဲ့ကြောက်ရွံ့ပြောတာတော့သူမနှက်ဖြန်လေရင်စီးရမယ်ဆိုတာမနေ့ညကမှသိရတယ်တဲ့အဲ့ဒါဆိုမရွှေချင်းကလှုပ်ရည်ကန်ရည်အယမ်းမြန်ဆန်တွက်လက်တာကိုပြတာပေါ့ကိုစိတ်နဲ့ကိုသဘောတူတယ်လားဟုတ်တယ်သဘောတူတာတော့ဟုတ်တယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးကိုသာလက်မခံခဲ့ရင်ဘာတွေဆက်ဖြစ်လာမလဲငါဆက်မတွေးရတော့ဘူးအမျိုးသားရေကိတ်မုတ်စားပါဦးမိမရွှေချင်းကိစ္စလေသူနိုင်ငံခြားထွက်သွားပြီးကုမ္ပဏီကတာဝန်နဲ့လွှတ်တာပါသူ့အလုပ်အတွက်လည်းအထောက်အကူဖြစ်တယ်သူကိုယ်တိုင်လည်းအရန်သွားချင်နေတာဒါပေမဲ့အမျိုးသားရဲ့မင်းပါကိုစိတ်ပူနေတာလဲသူနိုင်ငံခြားမှာအဆင်မပြေဖြစ်မှာကိုစိုးရိမ်နေတာလားဒါမှမဟုတ်ငါမလုပ်တဲ့နာတစ်ခုခုလုပ်လိုက်တယ်လို့ထင်နေတာလားငါကရုတ်တရက်ဆန်လွန်းတယ်လို့ခံစားရလို့ပါအခွင့်အရေးဆိုတာမူလကတည်းကရုတ်တရက်ရောက်လာတတ်တာပဲလေအမျိုးသားသူထွက်သွားတာကိုမင်းမလိုလားဘူးလားမဟုတ်ပါဘူးငါကဒါဆိုလဲပြီးတာပဲလေလားကိတ်မုံစားကြရအောင်ဒီနေ့သူစိတ်အယမ်းကြည်နေတဲ့အလုတ်စင်ပြေလို့ပျော်တဲ့ပုံမျိုးမဟုတ်ဘူးကိစ္စတစ်ခုခုကိုအပိုင်ကန်လိုက်ရလို့ပျော်တဲ့ပုံမျိုးမူဆိုးတယောက်ကသားကောင်ကိုလှောင်အိမ်ထဲအမိရတွင်းလိုက်နိုင်တဲ့အခါခံစားရတဲ့ကျဉ်းနှံ့မှုမျိုးနဲ့တူတယ်တက်လာလေအယမ်းမြင့်နေလို့မတက်နိုင်ဘူးဆိုရင်အောက်မှာပဲနေတော့ဘလို့ပဲဖြစ်ဖြစ်မင်းထွက်ပြေးလို့မှမလွတ်တာသူကတာမန်ရေးစားတယောက်မဟုတ်ဘူးသူကကူးနှက်ထံပဲလိုချင်တာကိုမရရအောင်ယူတတ်တယ်ဆွဲမထားနိုင်တဲ့အရာတွေကိုနီးလန့်ရှာပြီးဆွဲထားတတ်တယ်သူကငငယ်ကလေးကပြုံးလေးမရှိဘူးကူးနှက်ထံចောင်းသားကောင်းအတန်းထဲမှာအမှတ်အကောင်းဆုံးဖြစ်ပေမဲ့တခြားသူတွေနဲ့ဘယ်တော့မှရောနှောမကစားဘူးတပ်ပုံတိုင်းမှာသူတယောက်တည်းပဲငငယ်ကလေးကအမြဲတယောက်တည်းဖြစ်ခဲ့တာမဟုတ်ဘူးအမှတ်တရဖြစ်เสียရတွေရှိပေမဲ့သူမပါဝင်ခဲ့လို့အမှတ်တရလို့မသတ်မှတ်ခဲ့တာကူးနှက်ထံမင်းပါတွေကိုဖျက်တမ်းခဲ့ရတာလဲမင်းပါလို့ကိုတီးခြားကျွန်းကလေးတစ်ခုလိုနေထိုင်ခဲ့တာလဲသူအသက်16နှစ်တုန်းကမှတ်တမ်းလူနာသည်လူမှုဆက်ဆံရေးကိုအပြင်းထန်ရှောင်လွှဲလိုသည့်အပြုအမူရှိပြီးဆက်ဆံရေးများအပေါ်အလွန်မင်းမယုံကြည်ပဲခုခံကာကွယ်မှုရန်တရားအားကောင်းနေသည့်ကလေးဘဝတွင်စိတ်ခံစားမှုဆိုင်ရာလျစ်လျူရှုခံရမှုနှင့်သက်ဆိုင်နိုင်သည်ဟုကနဦးသုံးသပ်ရသည်ဒီနေ့စိတ်ပညာဆရာကငါ့ကိုခေါ်စကားပြောတယ်အတန်းဖော်တွေနဲ့ဘာလို့မကစားတာလဲလို့မေးတော့ငါကမကစားချင်လို့ဖြေလိုက်တယ်ဆရာကမင်းမကစားချင်တာမဟုတ်ဘူးမင်းမဝင်ရဲတာပါတယ်ဆရာပြောတာမှန်တယ်ငါမဝင်ရဲဘူးမင်းနဲ့မထိုက်တန်ဘူးဆိုတဲ့ဒီအတန်ကဘသူအတန်လဲငါမသိပေမဲ့ငငယ်ကလေးကကြားနေရတာအမေဆုံးသွားပြီးကလေးကဒီအတန်ရောက်လာတာပဲအဖေကကောင်းပါတယ်ပတ်စံပေးတဲ့
အိမ်ပေးတယ်ရုပ်ဝတ္ထုပစ္စည်းအကုန်ပေးတယ်ဒါပေမဲ့ငါနဲ့စကားတခုမှမပြောဘူးထမင်းစားရင်လည်းစကားမပြောဘူးပွဲလန်းသပင်တွေမှာလည်းစကားမပြောဘူးငါပထမဆုရရင်တော့စကားမပြောဘူးအမြဲတမ်းအလုပ်ရှုပ်တယ်လို့ပဲပြောတတ်တယ်အိမ်မှာငါနဲ့အထိန်တော်ပဲရှိတယ်အထိန်တော်ကငါ့ကိုစကားပြောပေမဲ့မမလေးအိတ်ချိန်ရောက်ပါပြီဆိုတာလောက်ပဲပြောတာဒီနေ့ငါပြောရဲ့လားချစ်ရတဲ့သူရှိလားမုန်းတဲ့အရာရှိလားဆိုတာကိုဘယ်သူမှမမေးခဲ့ကြဘူးဘယ်သူမှမရှိခဲ့ဘူးဟာသူဒီလိုကြီးပြင်းလာခဲ့ရတာကိုရုပ်ဝတ္ထုပစ္စည်းတွေအကုန်ပြည့်စုံပေမဲ့စိတ်ခံစားချက်ပိုင်းမှာဘာတစ်ခုမှမရှိခဲ့ဘူးဒါကြောင့်သူတခြားသူတွေနာဘလို့ချင်းကပ်ရမလဲမသိဘူးချစ်ချင်းမြတ်တာကိုဘလို့ဖော်ပြရမလဲမသိဘူးသူတက်မြောက်ထားတဲ့တခုလေးသောနီလန်းကတော့အဝေးကနေငေးကြည့်နေဖို့တိတ်တဆိတ်မှတ်သားထားဖို့ငါနဲ့ပတ်သက်တဲ့အရာအလုံးကိုတင်စီထားဖို့ပဲသူကစိတ်မမှန်တာမဟုတ်ဘူးသူကဘလို့ချစ်ရမလဲဆိုတာမသိသေးတဲ့ကလေးတစ်ယောက်ဖြစ်နေတာမင်းစာကြည့်ကန်းနဲ့တွားခဲ့တာလားဘာတွေတွေးခဲ့လဲမင်းရဲ့စိတ်ကျမ်းမာရေးဆွေးနွေးမှုမှတ်တမ်းတွေမင်းအဲ့ဒါကိုမကြည့်သင့်ဘူးဘာလို့မကြည့်သင့်ရမှာလဲဘာလို့လဲဆိုတော့မင်းငါ့ကိုစိတ်ယောဂတည်လို့ထင်သွားမှာဆိုလို့ပေါ့မင်းမှာယောဂရှိတာအမှန်ပဲဒါပေမဲ့မင်းကယောဂတည်မဖြစ်ချင်လို့ကုသဖို့ကြိုးစားခဲ့တာပဲမင်း16နှစ်ကတည်းကစိတ်ယောဂကုဆရာဝန်နဲ့ပြသခဲ့တဲ့ပုံမှန်လူတစ်ယောက်လိုဖြစ်လာဖို့အမြဲကြိုးစားခဲ့တာငါပုံမှန်မဖြစ်လာခဲ့ပါဘူးငါလူတွေနဲ့ဘလို့ပေါင်းသိရမလဲစိတ်ခံစားချက်တွေကိုဘလို့ဖော်ပြရမလဲလူတစ်ယောက်ကိုဘလို့ချစ်ရမလဲအခုထိမသိသေးဘူးမင်းတက်ပါတယ်ငါမတက်ဘူးမင်းငါကို8နှစ်လုံးချစ်လာခဲ့တာလေမင်းဟာဒီလောကကြီးမှာချစ်တတ်ဆုံးလူပဲရှန်တူမင်းနားမလဲပါဘူးငါနားလဲပါတယ်မင်းနားမလဲဘူးမင်းမှတ်ညံပြောက်နေတော့မင်းနဲ့လက်ထပ်ခဲ့တာငါဘလောက်အတ္တကြီးခဲ့လဲဆိုတာမင်းနားမလဲဘူးရွှေချင်းကိုနိုင်ငံခြားပို့ပစ်ခဲ့တာဘလောက်လုံခဲ့လဲဆိုတာမင်းနားမလဲဘူးမင်းထွက်သွားခြင်းနဲ့ဆိုရင်တနေ့ကျငါမင်းကိုတောက်ခတ်ချုံနှောင်ထားမလားဆိုတာမင်းနားမလဲဘူးငါအယမ်းကြောက်တယ်တနေ့ကျမင်းမှတ်ညံတွေပြန်ရလာပြီးငါ့ကိုကြောက်စရာကောင်းတယ်ယွန်စရာကောင်းတယ်လို့ထင်ပြီးထွက်သွားမှာကိုငါတေလောက်အောင်ကြောက်တယ်မင်းကိုဆွဲမထားနိုင်ပဲငါတယောက်တည်းပြန်ဖြစ်သွားမှာကိုအယမ်းကြောက်တယ်မင်းပြောတဲ့စကားတွေရွှေချင်းပြောတဲ့စကားတွေအားလုံးကအမှန်တွေကြီးပဲအရင်ကငါမင်းကိုတကယ်ပဲမုန်းခဲ့တာတခါကကန်တင်းမှာတငယ်ချင်းတွေနဲ့စကားပြောရင်းအခန်းငါကကူးနန့်ထန်ငါကိုကြည့်တဲ့အကြည့်ကတကိုယ်လုံးမတက်မတာဖြစ်စေတယ်သူ့နဲ့ဘာပတ်သက်မှုမှမရှိချင်ဘူးလို့ငါပြောခဲ့ဘူးတယ်အဲ့ဒီတုန်းကငါမင်းရဲ့နောက်ကျုံးမှာရက်ပြီးအကုန်ကြားခဲ့ရတာတောင်းပန်ပါတယ်မင်းရဲ့အမှားမဟုတ်ပါဘူးငါအဲ့ဒီလိုစကားမျိုးမပြောခဲ့သင့်ဘူးမင်းအမှန်တိုင်းပြောခဲ့တာပဲလေအမှန်တရားဖြစ်ရင်တော့အဲ့ဒီလိုမပြောခဲ့သင့်ဘူးရှန်တုငါကကြောက်ဖို့အယမ်းကောင်းနေလားနည်းနည်းတော့ကောင်းတာပေါ့ဒါပေမဲ့ငါထွက်မပြေးပါဘူးတကယ်ပါအခုတော့မပြေးပေမဲ့နောင်ကြရင်ရောနောင်အကြောင်းနောင်မှဆက်ပြောတာပေါ့ကြိုက်ရတစ်ခုပေးရင်ဒါကအမှတ်သားပဲမင်းပြေးသွားရင်ငါပြန်ရှာတွေ့နိုင်အောင်လို့မင်းကခွေးလားဝုတ်ကူနန့်ထန်နောက်ဆိုရင်မင်းငါကိုပြောပြလို့ရပြီနော်ဘာကိုပြောရမှာလဲမင်းပြောရဲ့လားချစ်ရတဲ့သူရှိလားမုန်းတဲ့အရာရှိလားဆိုတာတွေကိုပေါ့အရင်ကမင်းကိုဘယ်သူမှမမေးခဲ့ပေမဲ့အခုတော့မေးမဲ့သူရှိနေပါပြီကောင်းပါပြီသူဟာလူတစ်ယောက်ကိုဘလို့ချစ်ရမလဲအချစ်ခံရခြင်းကိုဘလို့လက်ခံရမလဲဆိုတာတင်ယူနေတယ်လို့ငါကလည်းဒီတစ်ချိန်မှာသူတစ်ယောက်တည်းမဟုတ်တော့ဘူးဆိုတာကိုသူသိလာအောင်ဘလို့လုပ်ရမလဲဆိုတာတင်ယူနေတယ်ဒီမျက်နှာငါမှတ်မိပြီးရှန်တိုဝါဆိုတဲ့နာမည်တစ်ခုတည်းနဲ့မှတ်မိတာမဟုတ်ဘူး26နှစ်တာလုံးတည်ကျွမ်းခဲ့တာတွေအားလုံးပြန်မှတ်မိသွားပြီကျေးဇူးပဲဟာဒီလူကဘသူလဲအခန်းငါကကုနန့်ထန်လေသူလူကိုကြည့်တဲ့အကြည့်ကစောင့်ကြည့်နေတယ်လို့မျိုးနဲ့ကြောက်စရာကောင်းတယ်လို့မထင်ဘူးလားသူမင်းကိုကြိုက်နေတာထင်တယ်ဟာတာလုံးမနေနဲ့ငါသူ့ကိုစကားတခုမှမပြောဘူးဒါဆိုလဲဂယုမဆိုင်နဲ့တော့မကြိုက်ရင်ဝေးဝေးနေလိုက်ဝေးဝေးနေတာအကောင်းဆုံးပဲအဲ့ဒီတုန်းကသူငါးနောက်မှာရှိနေခဲ့တာပဲသူ့ခြေလမ်းတိုင်းကအရန်လေးလံနေခဲ့တယ်သူအဲ့ဒီကော်ဖီဆိုင်ကိုကြိုက်လို့လာတယ်လို့ပဲငါထင်ခဲ့တာသူမဟာပွဲအတွက်3ချိန်တိုင်စာမွေးပွဲဖြေပြီးငါကုမ္ပဏီဘေးကတက္ကသိုလ်ကိုရွေးချယ်ခဲ့တာဒါတွေကတိုက်ဆိုင်မှုမဟုတ်ခဲ့ဘူးဘယ်တော့မှတိုက်ဆိုင်မှုမဟုတ်ခဲ့ဘူး8နှစ်တိသူငါနောက်ကို8နှလုံးလိုက်ပါခဲ့တာပြီးတော့အဲ့ဒီလမ်းဆုံးမှာကုနန့်ထန်ဘာမှမဖြစ်ဘူးမင်းဘာမှမဖြစ်ရင်ပြီးတာပါပဲပေးပို့ထားသောဇညုံးစကားပြောများကိုမြန်မာလိုအောက်ပါအတိုင်းတဘာဝကြကြဘာသာပြန်ပေးထားပါသည်မင်းဘာလို့ငါ့ကိုတွန်းထုတ်လိုက်တာလဲ
မသိဘူးခန္ဓာကိုယ်ကသူ့အလိုလိုလှုပ်ရှားသွားတာကျေးဇူးတင်ပါတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်ရွှေချင်တဲ့လမ်းခွဲထားကစကျွန်တော်နားကပ်လာတဲ့မိန်းမတိုင်းမှာရည်ရွယ်ချက်တစ်ခုခုရှိတယ်လို့ထင်ခဲ့တာကျွန်တော်အတွက်နဲ့အသက်တစ်ဝက်လောက်ဆွန့်လွတ်လူနီးပါဖြစ်ခဲ့တဲ့လူတစ်ယောက်ပါဝင်ပေါ့လွန်ခဲ့တဲ့၈နှစ်ကသူ့စာကြည့်တိုင်းမှာမင်းသားလေးဆိုတဲ့စာအုပ်ကိုကောက်ရခဲ့ပြီးကျွန်တော်ကိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့၈နှစ်ကြာတော့သူအောင်မြင်သွားခဲ့တဲ့အဆိုးဆုံးနည်းလမ်းဖြစ်တဲ့ကျွန်တော်မှတ်ဉဏ်ပျောက်ဆုံးနေတာကိုစောင့်ပြီးကျွန်တော်ကိုလှည့်စားလက်ထပ်ခဲ့တာဒါပေမဲ့ကြွအတော်သာမှတ်ဉဏ်မပျောက်ခဲ့ရင်ရောသူဒီတစ်သက်ကျွန်တော်ကိုစောင့်ခွင့်ရပါဦးမလားနိုးပြီလားဒီနေ့ပိတ်ရက်ကြီးကိုဘာလို့ဒီလောက်စောစောထားတာလဲငါအကုန်ပြန်မှတ်မိပြီမင်းဘာတွေမှတ်မိတာလဲအထက်တန်းတက္ကသိုလ်အလုပ်ပြီးတော့ကားအက်ဆီဒင့်အရင်ကမင်းအကြောင်းမကောင်းပြောခဲ့တာတွေမင်းငါကိုတွန်းထုတ်ပြီးကဲခဲ့တုန်းကစိုးရိမ်တဲ့စကားတခွန်းတောင်ငါမပြောခဲ့တာတွေငါဘလောက်တောင်လူယုံမှဆန်ခဲ့လဲဆိုတာအကုန်မှတ်မိပြီမင်းကလူယုံမှမဟုတ်ပါဘူးမင်းကို၈နှစ်လုံးတယောက်တည်းကြိတ်ချစ်ခိုင်းပြီးတခါမှတုတ်ပြန်မပေးခဲ့ဘူးငါကလူယုံမှမဟုတ်ရင်ဘာလဲမင်းမငါ့ကိုပြန်တုတ်ပြန်ပေးရမယ့်တာဝန်မရှိပါဘူးချစ်တာကငါကိစ္စလေဒါပေမဲ့မင်းငါကြောင့်ဒဏ်ရာရခဲ့တယ်လေအဲ့ဒါမင်းအပြစ်မဟုတ်ပါဘူးဒါဆိုအခုရောငါထွက်သွားမှမကြောက်ဘူးလားမင်းသွားမှလားမင်းထွက်သွားမှလားကုနန့်ထန်အပေးယူတစ်ခုလုပ်ရအောင်ဘာအပေးယူလဲမင်းငါကိုလိမ်ပြီးလက်ထပ်ခဲ့တဲ့ကိစ္စကိုငါအပြစ်မယူတော့ဘူးဘာသတ်မှတ်ချက်နဲ့လဲအခုကစပြီးတယောက်တည်းအကုန်လုံးကိုခေါင်းခံမထားရတော့ဘူးစိတ်မချမ်းသာရင်ပြောရမယ်ဝမ်းနည်းရင်ပြောရမယ်တဝင်းတူရင်ပြောရမယ်အဲ့ဒီရှင်းနှစ်စာအကျွေးတွေကိုမင်းတစ်သက်လုံးနဲ့ဆက်ရမယ်မင်းမထွက်သွားတော့ဘူးလားငါဘယ်တော့မှထွက်သွားမယ်ပြောလို့လဲဒါပေမဲ့အရင်ကမင်းငါကိုမကြိုက်ခဲ့ဘူးလေအရင်ကပေါ့အခုရှန်တူကတော့ရှန်တူငါနောက်တစ်ချိန်ထပ်ပြီးလက်မလွတ်ချင်တော့ဘူးလို့မင်းပြောကစိတ်ပြော့သွားတဲ့သူမင်းအသက်ရှင်နေရင်ပဲတော့ပါပြီလို့မင်းပြောတော့ကမျက်ရည်ဝဲသွားတဲ့သူငါကအရေးမပါပါဘူးလို့မင်းပြောတော့ကရင်ထဲမှာအသေးလဲနာကျင်ခဲ့ရတဲ့သူပဲယောက်ျားမိန်းမလာငါတို့စရင်ရှင်းရအောင်ဘာစရင်ရှင်းမှာလဲအထက်တန်းတုန်းကငါ့ကိုခိုးရိုက်တဲ့တက္ကသိုလ်မှာငါနောက်ယောင်ခံလိုက်တယ်ငါလွင့်ပစ်တဲ့ပစ္စည်းတွေကိုတင်ထားတယ်တော်ပါတော့လိမ်လေလက်ထက်တဲ့ရွှေချင်းကိုနိုင်ငံခြားပို့ပစ်တယ်အဲ့ဒါတော့မပါဘူးလေသူကသဘောတူလို့သွားတာကုနန့်ထန်ဘာလဲမင်းဘယ်တော့မှငါ့ကိုအမှန်တိုင်းပြောမှလဲငါမှလုံခြုံမှုအပြည့်အဝရှိတဲ့အချိန်ကြမှာပေါ့အခုမင်းမှလုံခြုံမှုမရှိဘူးလားရှိတယ်ဒါပေမဲ့မလုံလောက်သေးဘူးဘယ်အချိန်ကြမှလုံလောက်မှာလဲမင်းအရင်ကရှန်တုကိုအပီးတိုင်မေ့သွားတဲ့အချိန်ကြမှာဒါဆိုအချိန်ကြာကြီးယူရလိမ့်မယ်ကိစ္စမရှိဘူးငါ၈နှစ်တောင်စောင့်ခဲ့ပြီးပဲနောက်ထပ်၈နှစ်ထပ်စောင့်ရလဲရပါတယ်ဒါပေမဲ့ဒီတစ်ခါတော့မင်းတယောက်တည်းစောင့်ရမှာမဟုတ်တော့ဘူးဘာသဘောလဲဒီတစ်ခါတော့ငါမင်းနဲ့အတူတူစောင့်ပေးမယ်ငါနားလေသဘောပေါက်လာတဲ့အထိငါမှလုံလောက်တဲ့လုံခြုံမှုရှိလာတဲ့အထိပြီးတော့မင်းချစ်တဲ့သူအဖြစ်ငါလုံးဝပြောင်းလဲသွားတဲ့အထိပေါ့ငါချစ်တာမင်းကိုပဲအရင်ကမင်းဖြစ်အခုမင်းဖြစ်မှတ်ဉဏ်ပြောင်းနေတဲ့မင်းဖြစ်ပြန်မှတ်မိသွားတဲ့မင်းဖြစ်အကုန်လုံးကမင်းပဲလေငါချစ်တာဘယ်တော့မှရှန်တူရဲ့ပုံစံတစ်ခုတည်းကိုမဟုတ်ဘူးအစကနေအဆုံးထိငါချစ်တာမင်းတယောက်တည်းကိုပဲနေ့လေကြာရင်ပြန်လာပြီးမင်းနဲ့ထမင်းအတူစားမယ်ဒီနေ့မင်းမှာအရေးကြီးအစည်းအဝေးရှိတယ်မဟုတ်ဘူးလားရွှေ့လိုက်ပြီးမလုပ်ပါနဲ့နေ့လေစာငါဘာသာစားလိုက်မယ်မင်းအလုပ်ပဲမင်းလုပ်ပါညကြမှာစောစောပြန်လာရင်ရပြီမင်းပြောတာနော်ညကြစောစောပြန်လာရမယ်လို့ငါပြောတာပါမစ္စတာရှက်ဥက္ကဋ္ဌကူရဲ့ရုံးခန်းကအပေါ်ဆုံးထပ်မှာပါဥက္ကဋ္ဌကူဒီ project အစီအစဉ်ကပိုကောင်းအောင်ပြင်ဆင်လို့ရသေးတယ်ထင်တယ်နေ့လေစာကျွန်တော်ကြွေးရင်းနဲ့အေးအေးဆေးဆေးဆွေးနွေးကြမလားမလိုပါဘူးနေ့လေကြအစီအစဉ်ရှိလို့ပါဒါဆိုညနေရောအချိန်မရဘူးဥက္ကဋ္ဌကူကလည်းအာမနာပါနဲ့ကျွန်တော်တို့ကုမ္ပဏီနှစ်ခုလက်တွဲလာတာဒီလောက်ကြာပြီပဲထမင်းတစ်နက်လောက်အတူစားတာတဘာဝကြပါတယ်ယောက်ျားဘလို့လှုပ်ရောက်လာတာလဲမင်္ဂလာပါကျွန်တော်လူစီရန်ပါချမ်းဟန်အရင်နီးရဲ့ဒုတိယဥက္ကဋ္ဌဖြစ်ပြီးဥက္ကဋ္ဌကူရဲ့စီးပွားဖက်ပါရှန်တုကူနန့်ထန်ရဲ့ယောက်ျားတွေ့ရတာဝမ်းသာပါတယ်သူငါအကြောင်းကြားဖူးထားတာပဲဥက္ကဋ္ဌကူအိမ်အောင်ကျသွားပြီလားဘယ်တော့ကလဲခမမကြသေးခင်ကပဲဂုံယူပါတယ်ဒါဆိုနေ့လေစာစားဖို့ကျွန်တော်မနှောက်ရှက်တော့ပါဘူးနောက်မှပဲထက်ချင်းကြတာပေါ့ယောက်ျားဘာကြည့်နေတာလဲသူမင်းကိုသဘောကျနေတာတဝင်းတူနေတာလားမဟုတ်ပါဘူးနရွက်တွေနီနေပြီးကိုအတွေးလို့မနေနဲ့သူကစီးပွားဖက်သက်ပါ
မင်းတို့ကြားမှာဘာမှမရှိတာငါသိပါတယ်ဒါပေမဲ့သူမင်းကိုကြည့်တဲ့အကြည့်ကမမှန်ဘူးဘလို့မမှန်တာလဲမင်းငါကိုကြည့်တဲ့အကြည့်ကမင်းကိုဝါစားပစ်ချင်တယ်ဆိုတဲ့အကြည့်သူမင်းကိုကြည့်တဲ့အကြည့်ကမင်းကိုပိုင်ဆိုင်ခြင်းနဲ့ထားဆိုတဲ့အကြည့်မတူဘူးတွားရအောင်ငါယုံငန်းလိုက်ပြမယ်ယောက်ျားလူစစ်ရန်ရဲ့ကိစ္စစိတ်မပူနဲ့နောက်2 ရက်နေရင်သူ့ကိုနေရာပြောင်းပစ်လိုက်မယ်နေရာပြောင်းမယ်တာဝန်ခံလဲလိုက်မယ်ပေါ့ဒီလောက်ထိမလိုပါဘူးသူလဲဘာမှလွန်ခဲမလုပ်သေးတာပဲကိုမင်းစိတ်မကြည်ဘူးမဟုတ်လားမဟုတ်ပါဘူးဟုတ်ပါတယ်မင်းနာရွက်နေရင်ရှက်တာမဟုတ်ရင်တဝန်တူတာပဲမင်းသူ့ကိုမကြိုက်ရင်မင်းရှိမှသူပေါ်မလာစေရဘူးမင်းသဘောပါပဲရှန်တူမစ္စတာလူကျွန်တော်ဒီမှာနေတာခမရဘလို့သိလဲဥက္ကဋ္ဌကူရဲ့လိပ်စာကလှုပ်ဝက်ချက်မှမဟုတ်တာကျွန်တော်ဒီနေ့ခမရကိုတီးတန့်လာရှာတာကျွန်တော်ကိုလားကျွန်တော်ကုနန့်ထံကိုသဘောကျတယ်ခမရတို့လက်ထပ်ထားတာသိပေမဲ့ကျွန်တော်လက်မလျှော့ဘူးကျွန်တော်သူ့ကိုသဘောကျနေတာ3 နှစ်ရှိပြီးတော့သူခမရကိုယူတာခမရမှတ်ညံပြောင်းနေလို့ဆိုတာလဲကျွန်တော်သိတယ်ဒီလိုအိမ်အောင်ရေးကဘလောက်ကြာခံမယ်ထင်လဲသူ့ဘက်ကအစ်စ်ဆန်းဖြစ်မှုမရှိတော့တဲ့အချိန်ဒါမှမဟုတ်ခမရအရင်ကိစ္စတွေကိုပြန်မှတ်မိသွားတဲ့အချိန်ထိပဲမစ္စတာလုတ်ဗျာခမရကုနန့်ထံကိုချစ်တာ3 နှစ်ရှိပြီလို့ပြောတယ်နော်ဟုတ်တယ်ဒါဆိုသူ့ညာဘက်လက်ကောက်ဝတ်မှာအမာရွတ်တစ်ခုရှိတာခမရတီလားဘာအမာရွတ်လဲကားအက်ဆီဒင့်ကရခဲ့တဲ့ဒဏ်ရာသူငါ့ကိုတွန်းထုတ်ပြီးကဲတုံးကကားနဲ့တိုက်မိပြီးလက်မောင်းမှာ15 ချက်လောက်ချုပ်ခဲ့ရတာအဲ့ဒီအမာရွတ်ကရှည်ပြီးရုပ်ဆိုးလုံးလို့သူဘယ်တော့မှအပြင်ထုတ်မပြဘူးခမရမသိဘူးဘာလို့လဲဆိုတော့ခမရချစ်တာသူ့ကိုယ်သူမဟုတ်ပဲအခုလုပ်ငန်းစုရဲ့ဥက္ကဋ္ဌဆိုတဲ့ယာတုတစိတ်ကိုချစ်တာမို့လို့ပဲပြီးတော့ခမရပြောတဲ့တရားမျှတတဲ့ရှင်ပြိုင်မှုဆိုတာသူများအိမ်အောင်ကြပြီးမှအိမ်တကားဝအထိလာယန်စတာလာဒါရှင်ပြိုင်တာမဟုတ်ဘူးရိုင်းဆိုင်တာရှန့်တူမင်းနောင်တရလိမ့်မယ်ငါဘယ်တော့မှနောင်တမရဘူးဆရာခုနကအဲ့ဒီလူစိမ်းကိုနောက်တစ်ခါခြံတကားနာအကက်မခံပါနဲ့တော့ဟုတ်ကဲ့ပါရှန့်တူမင်းတဝင်တူနေတာလားမဟုတ်ပါဘူးကောင်းပြီငါစောစောပြန်လာမယ်စောင့်နေတော့မင်းအတွက်လူစစ်ရန်ရဲ့ကိစ္စငါသိပြီးဦးလေးကျိုးငါကိုပြောပြတယ်ဦးလေးကျိုးကတော့နှုတ်မြန်လိုက်တာသူ့တာဝန်သူလုပ်တာပဲလေယောက်ျားတောင်းပန်ပါတယ်နော်မင်းကိုဒီလိုကိစ္စတွေနဲ့ကြုံစည်မိလို့မင်းအပြစ်မှမဟုတ်တာဒါပေမဲ့သူကငါးကြောင့်ဖြစ်တာလေစိတ်ချပါသူမင်းကိုထပ်မနှောက်ယှက်စေရပါဘူးမင်းဘာလို့မလို့လဲဘာမှမလုပ်ပါဘူးသူ့ကိုအလုပ်ပြောင်းခိုင်းရုံပါပဲကူနန့်ထန်စတာပါရုံခွဲကိုနည်းနည်းဝေးပို့လိုက်ရုံပါပဲပုံမှန်ဝန်ထမ်းအပြောင်းရွှေ့ပါဘာပြဿနာမှမရှိပါဘူးပြီးရောလေမင်းသဘောပဲဟုတ်ပြီမိမငါတိတ်စိတ်ပုတ်လွန်းနေသလားဘာကိုဆိုလိုတာလဲလူစစ်ရန်ကတကယ်တော့တိတ်လွန်ကဲဘာမှမလုပ်သေးတာကိုငါစိတ်ထဲအစင်မပြေတယ်လို့ဖြစ်နေတာငါလည်းအစင်မပြေဘူးလေဟိုတစ်ခေါက်ကအိမ်ဖော်မလေးမင်းကိုခဏလမ်းကြည့်နေလို့သူ့ကိုအာဖရိကပို့ပစ်ချင်ခဲ့တာမင်းတကယ်ပို့လိုက်တာလားမပို့ပါဘူးလောလောဆယ်တော့မပို့သေးဘူးကူနန့်ထန်မင်းရဲ့လောလောဆယ်ကဆိုတာဘာသဘောလဲစာအတိုင်းအတိတ်ပဲပါပဲယောက်ျားမင်းတီလားဘာလဲမင်းတဝင်တူနေတဲ့ပုံစံကအရန်ချောတယ်ပုံမှန်ထက်ပိုချောတယ်ကူနန့်ထန်ပါဇက်ပိတ်ထားတော့နင်တို့ကြားပြီးပြီလားဥက္ကဋ္ဌကူရဲ့ယောက်ျားကမိန်းမလို့စာထိုင်စားတာလေတကယ်လားဟုတ်လားတကယ်ပေါ့ကြားတာတော့မှတ်ညံပြောင်းနေလို့ဘာမှမလုပ်တတ်ပဲတနေ့လုံးအိမ်မှာဥက္ကဋ္ဌကူကျွေးတာပဲထိုင်စားနေရတာတဲ့ဒါဆိုမျက်နှာဖြူအချောင်သမားပေါ့ဥက္ကဋ္ဌကူကသူ့ကိုဘာများသဘောကျသွားလဲမသိဘူးဒီစကားတွေကအလကားပေါ်လာတာမဟုတ်ဘူးတယောက်ကတမင်ဖြတ်နေတာမင်းငါကိုလာရှာရင်ကောင်းတဲ့ကိစ္စမဟုတ်တာသိကြတယ်ပြောပါလေလူတယောက်ကိုစုံစမ်းပေးစမ်းပါလူစစ်ရန်ချမ်းဟန်အရင်အနည်းရဲ့ဒုတိယဥက္ကဋ္ဌဘာတွေစုံစမ်းရမှာလဲပညာအရေးချင်းကိုရေးရာဇဝင်အရင်လုပ်ခဲ့တဲ့ project တွေမှာအပြစ်အနာစာတွေရှိသလားအကုန်လုံးမင်းကဘာလို့သူ့ကိုစုံစမ်းကျင်တာလဲသူမင်းကိုလာစွန့်နေလို့လားသူငါအကြောင်းကောလာဟာလာတွေလိုက်လွှင့်နေလို့တောက်ငါအမုန်းဆုံးလူစားမျိုးပဲ3 ရက်ပဲပေးသူ့အတွင်းခံအယောင်ကအစငါအကုန်ရှာပေးမယ်အေးပါညီကိုရစုံစမ်းပြီးရင်မင်းပါဆက်လုပ်မလို့လဲမင်းပြောတဲ့ဥက္ကဋ္ဌလူကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဘွဲကြိုကဒုတိယတန်းစားတက္ကသိုလ်မဟာဘွဲကအင်္ဂလန်မှာပတ်စံပေးရင်တက်လို့ရတဲ့တစ်နှစ်တင်တန်းပြည်တွင်းပြန်ရောက်တော့အိမ်ကအဆက်အသွယ်နဲ့ထန်းဟန်နဲ့ဝင်လာတာ3 နှစ်အတွင်းပြိုင်ဘက်2 ယောက်ကိုတွန်းထုတ်ပြီးဒုတိယဥက္ကဋ္ဌဖြစ်လာတာအလုတ်ဆွမ်းဆောင်ရေးကအလဲလက်ပဲဒါပေမဲ့ရုံတွင်းနိုင်ငံရေးမှာတော့ဆရာကြီးပဲဒီတစ်ခုကရော
ရင်ကုမ္ပဏီကအတွင်းပိုင်းတတိပေးချက်လိမ်ပိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့တတိပေးခံရဘူးတဲ့အမှုမဖွင့်ပေမဲ့မှတ်တမ်းတော်ကြံနေတော့မဲ့အချက်လက်တွေစုံပြီးမင်းသူ့ကိုဖော်ကောင်လုပ်ပြီးဖွင့်ချမလို့လားမဟုတ်ဘူးမဖွင့်ချဘူးဆိုရင်မင်းဘာလို့အပင်ပန်းခံစုံစမ်းနေတာလဲစုံစမ်းတယ်ဆိုတာပြိုင်ဘက်ရဲ့အောက်ခြေအခြေအနေကိုတည်ထားခြင်းလို့ပဲဒါပေမဲ့အရှုပ်တော်ပုံတွေနဲ့အပုတ်ချတိုက်ခတ်ရတဲ့နီလန်မျိုးနဲ့တော့ငါမလှမပမနိုင်ခြင်းဘူးဒါဆိုမင်းဘာလုပ်ဖို့စိတ်ကူးထားလဲဒါကကျွန်တော်မှတ်ညံမပြောက်ခင်ကတည်းကလုပ်နေခဲ့တဲ့ project ပဲကား accident ဖြစ်ပြီးနောက်ပိုင်း6လကျော်လောက်ရပ်နားထားခဲ့ရတာမှတ်ညံမပြောက်ခင်တုန်းကကျွန်တော်ဟာရှမ်းလုပ်ငန်းစုရဲ့ဒုတိယအထွေထွေမန်နေဂျာဟောင်းတစ်ယောက်ကင်တွယ်ခဲ့တဲ့ project စုစုပေါင်းတန်ဖိုးကဘီလီယံချီတန်း1000ကျော်ရှိတယ်ကျွန်တော်ကဘသူရဲ့အရန်လူမှမဟုတ်ဘူးကုညံထံပေးမှာရက်နေတဲ့ဒီလူဟာသူ့အတွက်ထိုက်တန်တဲ့သူဆိုတာကိုလူတိုင်းရှင်းရှင်းလင်းလင်းသိအောင်ကျွန်တော်လုပ်ပြမယ်ဘယ်နှစ်နာရီရှိပြီလဲမိုးချုပ်နေပြီးမင်းဘာလို့မအိပ်သေးတာလဲခမည်းပြန်လာတာကိုစောင့်နေကြမှုလို့ပါဒါပေမဲ့ဒီနှစ်ပတ်အတွင်းခမည်းနေတိုင်းဒီလောက်တောင်နောက်ကျနေတယ်ကိုဒီရက်ပိုင်းဘာတွေအလုရှုပ်နေတာလဲအလုပေါ့ဘာအလုလဲမင်းကိုရှာကျွေးဖို့ပတ်စံရှာတာလေလူတွေကကိုသူများပတ်စံထိုင်စားနေတဲ့အလကားကောင်လို့ပြောတာမျိုးအဖြစ်မခံနိုင်ဘူးလေဘသူကမင်းကိုအလကားထိုင်စားနေတယ်ပြောလို့လဲအရေးမကြီးပါဘူးအရေးကြီးတယ်ဘသူပြောတာလဲစိတ်မပူပါနဲ့တော့ကိုဘာသာကိုရှင်းလိုက်ပါမယ်မင်းစီစဉ်ကြီးကြီးမားမားတစ်ခုခုကြံစီနေတာလားအဲ့လိုပဲဆိုပါတော့ကောင်းပြီမင်းလှုပ်ချင်တာလှုပ်ပျက်စီးသွားရင်လဲငါအကုန်တာဝန်ယူတယ်မင်းကကို့အတွက်ကောင်းတာလေးများမဆူတောင်းပေးနိုင်ဘူးလားငါမင်းကိုကောင်းစေချင်တာပေါ့ဒါပေမဲ့မတော်လို့ပျက်စီးသွားခဲ့ရင်လဲငါအချိန်မရွေးနောက်ွယ်ကနေကာကွယ်ပေးဖို့အသင့်ရှိတယ်နှုတ်ကသာမာနေတာစိတ်ထားကတော့နူးညံ့လွန်းနေအမြဲတမ်းအဲ့ဒီလိုပါပဲဘလို့လဲမင်းရဲ့ယောက်ျားကမစိုးဘူးမလားတော်တော်လေးဟုတ်နေတာပေါ့ဟုတ်တာပေါ့အရန်တော်တယ်ဒီညမင်းကိုစုချမယ်တခင်လေးအကြောင်းအရာတစ်ခုသတင်းပို့เสียရှိပါတယ်မစ္စတာလူစစ်ယွမ်ကိုပြည်내ပြင်ပကရုံးခွဲကိုပြောင်းရွှေ့ပြီးအခြေခံ project တွေကိုတာဝန်ယူဖို့လွှဲပြောင်းလိုက်ပါပြီငါလူပြောင်းခိုင်းလိုက်တာပဲအထွေထွေမန်နေဂျာကူကရုံးခွဲဘက်မှာလူလိုနေတဲ့မစ္စတာလူကအရေးချင်းပြည့်မီတဲ့အတွက်အသင့်တော်ဆုံးလူဖြစ်တယ်လို့ပြောပါတယ်ယာရုတိုးတာလားလျှော့တာလားယာရုအဆင့်ကတော့အတူတူပါပဲဒါပေမဲ့ရုံးချုပ်ကနေရုံးခွဲကိုရွှေ့တာအဓိကလုပ်ငန်းကနေဘေးထွက်လုပ်ငန်းတွေကိုပြောင်းခိုင်းတာဆိုတော့ရေဘူးရအားဖြင့်တော့နားလည်ပြီးချစ်ရသူရေလူစစ်ရွံကိစ္စအတွက်ကျေးဇူးတင်ပါတယ်ဘာကျေးဇူးတင်စရာရှိလို့လဲပုံမှန်ဝန်ထမ်းအပြောင်းရွှေ့တစ်ခုပဲကိုမင်းဒီရက်ပိုင်းပိုပြီးပါနှက်လာတဲ့အရင်ကရိုးရိုးအလေးအခုတော့မြေခွေးမလေးလို့ညံ့များနေပြီဘလို့ပုံစံပဲဖြစ်ဖြစ်သဘောကျတာပဲဘာပဲဖြစ်ဖြစ်ငါလူပဲကိုဒီလူအတွက်တော့ကျွန်တော်ဘလို့ပုံစံပဲပြောင်းသွားပါစေရိုးတဲ့သူဖြစ်ဖြစ်ညံများတဲ့သူဖြစ်ဖြစ်သူ့မျက်လုံးထဲမှာကျွန်တော်ရဲ့ဂုံပုတ်ကတခုတည်းပဲအမြဲရှိနေခဲ့တာဓာတ်ပုံတစ်ပုံတည်းကိုပဲအရင်တုန်းကကြည့်တော့သူပြုံးနေတာထူးဆန်းတယ်လို့ထင်ခဲ့ပေမဲ့အခုပြန်ကြည့်တော့သူတိတ်ကိုပျော်ရွှင်နေတာပဲဒါပေမဲ့ကျွန်တော်ဘက်ကသူ့ကိုတရားဝင်လက်ထပ်ခွင့်တောင်းဖို့အကျွေးတင်နေသေးတယ်မှတ်ညံပြောင်းနေတော့လှည့်စားပြီးရခဲ့တဲ့အိမ်တော်ရေးမျိုးမဟုတ်ပဲစေးရုံကတင်ပေါ်မှာမပီမသားနဲ့ထိုးခဲ့တဲ့လက်မှတ်မျိုးမဟုတ်ဘဲနဲ့ပေါ့ကျွန်တော်သူ့ကိုရှင်းရှင်းလင်းလင်းမှတ်မိတယ်တိနားလေတယ်တလုံးသူ့နဲ့အတူဖြတ်တန်းမယ်လို့တေးချသွားတဲ့နောက်မှာလေးလေးနက်နက်တစ်ခေါက်လောက်မေးချင်တာပါငါ့ကိုလက်ထပ်ယူမလားဒီနေရာမှာစာလုံးနှလုံးထွင်းထုပေးပါ8နှစ်ဆိုတာဘာအဓိပ္ပာယ်ရှိလို့လဲသူ့အတွက်တော့ဒီစာလုံးနှလုံးနဲ့တင်လုံလောက်ပါပြီအထက်တန်းကျောင်းကစာကြည့်တိုက်သူကျွန်တော်ကိုပထမဆုံးစတွေ့ခဲ့တဲ့နေရာလေးပေါ့တထေးဒီနေရာကိုတညလုံးအပီးအပိုင်ငားခြင်းလို့ပါဘာပွဲလုပ်ဖို့လဲဗျလက်ထပ်ခွင့်တောင်းဖို့ပါမင်္ဂလာသတင်းပဲဘယ်တော့လဲဒီတပတ်စနေနေ့ညပါအလှစင်တာကိုတော့ကျွန်တော်ဘာသာလုပ်ပါမယ်ခမည်းအနေနဲ့နေရာလေးကြိုရှင်းပေးထားရင်ရပါပြီရတာပေါ့ကိစ္စမရှိဘူးဒါနဲ့စကားမဆက်ဒီအဆောက်အုံကအရင်ကအထက်တန်းကျောင်းစာကြည့်တိုက်ဟောင်းလေကျွန်တော်ဆက်လွဲယူတော့ကပစ္စည်းဟောင်းတချို့ကြံခဲ့တယ်မင်းစိတ်ဝင်စားမယ်ဆိုရင်2016ခုနှစ်စက်တင်ဘာ1ရက်နေ့အဲ့ဒီနေ့ကပေါ့သူငှားထားတဲ့ဒီစာအုပ်ကကျမ်းပြင်ပေါ်ပြုတ်ကျသွားတာကျွန်တော်ကသူ့အတွက်ကောက်ပေးခဲ့တာအဲ့ဒါကျွန်တော်တို့ပထမဆုံးစကားပြောဖြစ်ခဲ့တဲ့အခိုက်အတန့်ပဲဒါလေးကျွန်တော်ကိုခဏလောက်ငါသုံးလို့ရမလားခင်ဗျယူသွားလေညကြီးမင်းကြီးဘယ်ကိုခေါ်သွားမလို့လဲလှုပ်ဝက်ချက်ပေါ့မင်းပါရီထက်လို့ဦးမလို့လဲရောက်ရင်သိပါလိမ့်မယ်ဒီနေရာကဟင်းအထက်တန်းကျောင်းစာကြည့်တိုက်ပဲရှန့်တူစကားမပြောနဲ့ဦးငါနောက်လိုက်ခဲ့မင်းပါလုံနေတာလဲ
ကိုနန်ထန်ငါတို့မှာလက်ထက်စာချုပ်ရှိပြီးသားဆိုတာငါသိတယ်မင်းအနေနဲ့လက်ထက်ခွင့်တောင်းတာရှိမရှိဂယုမဆိုင်ဘူးဆိုတာလဲငါသိတယ်ဒါပေမဲ့ငါအရန်ဂယုဆိုင်တယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့တစ်ခေါက်မင်းလက်မှတ်ထိုးတော့ငါဘာမှမမှတ်မိခဲ့ဘူးမင်းဘယ်သူလဲဆိုတာတော့ငါမသိခဲ့ဘူးလေဒီတစ်ချိန်တော့မတူတော့ဘူးဒီတစ်ချိန်မှာငါမင်းကိုမှတ်မိတယ်အရာအလုံးကိုမှတ်မိတယ်မင်းအထက်တန်းကျောင်းတုန်းကဘတ်စကတ်ဘောကွင်းပေးမှာရက်နေခဲ့တဲ့ပုံစံကျောင်းထမင်းစားဆောင်မှာငါ့ကိုခိုးကြည့်နေခဲ့တဲ့ပုံစံကားဝင်တိုင်းမဲ့ဘေးကနေငါ့ကိုတွန်းဖက်ပေးခဲ့တဲ့ပုံစံပြီးတော့ငါမှတ်ညံပြောက်နေတော့ငါ့ကိုလက်ထပ်ပေးခဲ့တဲ့ပုံစံအဲ့ဓာတွေကိုငါအကုန်မှတ်မိနေပြီးငါအရာအလုံးကိုမှတ်မိတယ်ဒါကြောင့်ငါမင်းကိုလေးလေးနက်နက်တရားဝင်ပြီးတော့ရှင်းလင်းပြသတဲ့တတိနဲ့တစ်ခေါက်လောက်မေးချင်တယ်ကိုညံထန်မင်းငါကိုလက်ထပ်ယူဖို့သဘောတူလားစကားပြောပါဦးခေါင်းညိတ်ယုံနဲ့မပြီးဘူးလေသဘောတူတယ်ငါသဘောတူပါတယ်ရှန့်တူမင်းလူယုံမာကောင်ငါကဘာဖြစ်လို့လူယုံမာထပ်ဖြစ်သွားရတာလဲမင်းငါကိုငိုအောင်လုပ်တယ်လေမင်းကြောင့်ငါငိုရတာဒါကပျော်လွန်းလို့ငိုတာလေအဲ့ဒါမပါဘူးအဲ့ဒါလဲပါတာပဲမင်းလိုလူနှုံလူအကောင်ဒီလိုတွေဘသူလောက်ခိုင်းလို့လဲပတ်စံတွေအလားကဖြုံးတာပဲမဖြုံးပါဘူးဖြုံးတာပဲရှင်းနှစ်မှတစ်ခါပဲသုံးရတာလေမဖြုံးပါဘူးကွာ